ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှုအတွက်နဲ့မိတ်ဆွေကောင်းတွေရှိဖို့ကလည်းလိုအပ်ပါတယ်မိတ်ဆွေကောင်းတွေပေါ်များဖို့အတွက်ကလည်းဒီချက်6ချက်အတိုင်းလိုက်နာကျင့်ကြံသင့်စစ်မှန်သောစိတ်ထားရှိပါသည်အမြဲတမ်းရိုးသားဖြောင့်မတ်ပါဟန်ဆောင်မှုကင်းပြီးတော့ကိုချင်းစာတတ်တဲ့စိတ်နဲ့ဆက်ဆံရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့သူတယောက်ကိုမခင်တဲ့သူမရှိသလောက်ပါပဲနားထောင်တတ်ပါစေအခြားသူတွေရဲ့ပြောစကားတွေကိုစိတ်ဝင်စားစွာနားထောင်ပေးပါသူတို့ရဲ့ခံစားချက်နဲ့အမြင်တွေကိုလေးလေးစားစားတန်ဖိုးထားပြီးနားထောင်ပေးတဲ့သူတွေကိုလူတွေကပို့ပြီးတော့ခင်မင်တတ်ပါတယ်ယင်းဤဖော်ရွေမှုအပြည့်နဲ့ပြုံးပါလူတယောက်နဲ့တယောက်ကြားမှာမာနတတိုင်းတွေကအပြုံးလေးတစ်ပွင့်ရအလွယ်တကူဖြိုချပြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့လူတွေနဲ့တွေ့ဆုံတဲ့အခါမှာပြုံးပြီးတော့နှုတ်ဆက်ပါရိုးရိုးရှင်းရှင်းပြုံးပြတတ်ခြင်းနဲ့ဖော်ရွေတဲ့အပြုမှုတွေကလူတွေနဲ့ပို့ပြီးတော့ယင်းဤခင်မင်စေပါတယ်ကျေးဇူးတင်တတ်ပါစေသိငယ်သည်ဖြစ်စေကြီးမားသည်ဖြစ်စေအကူအညီတိုင်းတွေလည်းကျေးဇူးတင်စကားပြောဖို့မမေ့နဲ့ကျေးဇူးတင်တဲ့သူကိုကျေးဇူးတင်တဲ့ခြင်းဟာမင်္ဂလာတစ်ပါးဖြစ်တယ်လို့ကူညီဖေးမှပေးမဲ့မိတ်ဆွေကောင်းတွေတိုးပွားစေတဲ့လှုပ်ဝက်ချက်လည်းဖြစ်တယ်ယုံကြည်စိတ်ချမှုအပြည့်ရှိပါစေကိုယ်ယုံကြည်လို့ခင်မင်ယင်းဤလို့ဖွင့်ပြောပြတဲ့မိတ်ဆွေတွေရဲ့လှုပ်ဝက်ချက်တွေကိုထိမ့်သိမ်းပါမိတ်ဆွေတွေရဲ့ကိုယ်ရေးကိုယ်ရာတွေကိုကိုယ်စီကဘယ်တော့မှမပေါက်ကြားစေနဲ့နှုတ်လုံပြီးတော့ယုံကြည်ရတဲ့လူတွေကိုလူတိုင်းကမယင်းစင်ရင်လို့သတ်မှတ်ပြီးတော့ယုံကြည်တတ်ကြပါအားပေးပါမိတ်ဆွေတရားအောင်မြင်မှုစ조사နေချိန်မှာအားတက်တရောထောက်ခံအားပေးမိတ်ဆွေတရားခက်ခဲနေချိန်မှာလည်းဘေးရရှိနေပြီးတော့ထောက်ခံအားပေးပါဒါလည်းမိတ်ဆွေကောင်းတယောက်ရဲ့အမှုကျင်လည်းဖြစ်ပါတယ်ဟာသညံရွှင်ပါစေရီမောပွေရာတွေကိုပြောဆိုပြီးစကားဝိုင်းဝန်စီကားပျော်ရွှင်အောင်လုပ်တတ်တဲ့လူတွေဟာလူချစ်လူခင်ပေါ်များပါတယ်အချိန်ပေးပါမိသားစုအတွက်အချိန်ပေးသလိုမိတ်ဆွေတွေနဲ့လည်းအချိန်ပေးတတ်ပါစေဒီလိုနဲ့ပဲမိတ်ဆွေများနဲ့တွေ့ဆုံအချိန်ကုန်ဆုံးရင်းနဲ့အတူတူလှုပ်ဆောင်ရမယ့်အခွင့်အလမ်းတွေကိုတိုင်ပင်ကြဆွေးနွေးကြရင်အခွင့်အလမ်းသစ်တွေပေါ်ထွက်လာနိုင်ပါတယ်ခင်မင်မှုကိုစကားနဲ့တာမှာကလက်တွေ့ပြပါပြသပေးပါမိတ်ဆွေတယောက်ခက်ခဲနေခြင်းအကူအညီလိုအပ်နေခြင်းမှာနှုတ်ဤဆောင်မှခြင်းသာမကပဲလက်ဤဆောင်မှခြင်းတို့နဲ့ကူညီဖေးမှဝေမလေးပါနဲ့ဒီအချက်6ချက်အတိုင်းလိုက်နာဆောင်ရွက်ခဲ့ရင်သင်ဟာမိတ်ဆွေကောင်းပေါ်များစွာနဲ့ဘဝကိုဖျက်ဆီးနိုင်ပါလိမ့်မယ်